မှာဆိုလို့ရှိရင်ဒါကဟီယာကနာရဲ့စကလုံးပေါ့နော်စကလုံးလေးဟီယာကနာလေးဘာလဲဆိုလို့ရှိရင်ဒီမှာဆိုရင် R E O A O ပေါ့ဒီဟာဆိုရင်အခြေခံအနေနဲ့ဒီစကလုံးလေးတည်ရမယ်ဒီနေ့မှာဘာပြောမှလဲဆိုလို့ရှိရင်F5 မှာဆိုလို့ရှိရင်တိကိုတိထားမယ်ဟာဘာလဲဆိုရင် group ပေါ့နော် group ခွဲတဲ့ဟာပေါ့ဘာလဲဆိုရင် verb 1 verb 2 verb 3 verb 1 verb 2 verb 3အဲ့ဒါကိုဘယ်လိုခွဲမလဲဆိုပြပြပေးမယ် verb 1 ကကြတော့ဒီမှာဒီစကားလုံးဒါ first line ပေါ့နော် first line ဒါက second line ဒါက third line ဒါက fourth line ဒါက fifth line ပေါ့နော်ဒါငါးခုပါလောက်ကြထားမယ်ခစဒါနာဟာမရရဝဒီ first line ကကြတော့ဒါ first line လို့ခေါ်မယ်ဒါ ikishi chi ni bi ikishi chi ni hi bi ဒါကို second line လို့ခေါ်မယ်ဘာဝပါတူပါ3ဘယ်လိုခွဲမလဲဆိုလို့ရှိရင် second line နဲ့အဆုံးသတ်တဲ့ verb ဒီအကုန်လုံးကို second line နဲ့အဆုံးသတ်လို့ရှိရင်ဒီမှာနော် second line နဲ့အဆုံးသတ်ရင်verb 1 second line နဲ့အဆုံးသတ်ရင်verb 1လို့မှတ်လို့ရတယ်နောက်ခုကဒီမှာကြည့် structure line ၄ line မြောက်နဲ့အဆုံးသတ်တဲ့ဟာတွေဒီခုလိုပါပေါ့အဲ့လိုမျိုးအဆုံးသတ်မယ်ဆိုလို့ရှိရင်အဲ့ဒါက verb 2အဲဆိုရင်ဒီမှာ fourth line နဲ့အဆုံးသတ်ရင် verb 2 verb 3မှာဆိုရင်ဘာနဲ့ဟောပြီးလဲဆိုရင် verb 3ရကြနှလုံးရှိတယ် kimas ရဲ့နောက်ကိုရှိますဒါက verb 3ရလေးပါတယ် kimas ရဲ့ရှိますနော်အဲ့ဒါက verb 3ဘာမှဘာတူဘာ3ဘယ်လိုခွဲမလဲဆိုရင် F5 ဒါအခြေခံလေ့လာတဲ့အခါမှာဘယ်လိုခွဲမလဲဆိုရင် verb 1ခွဲမယ်ဆိုရင် second line ကနေ second line နဲ့အဆုံးသတ်တဲ့ verb တွေကိုဘာလို့ခေါ်လဲဆိုရင် verb 1လို့ခေါ်တယ်နောက်ခုက structure line နဲ့အဆုံးသတ်တဲ့ verb တွေကိုဘာလို့ခေါ်လဲဆိုရင် verb 2လို့ခေါ်တယ်နောက်က verb 3ဆိုရင် kima ရှိမယ်ရှိမှဆိုလို့ဒီ kima ဆိုရင်လာတီပေါ့kima ဆိုရင်လာတီရှိမှဆိုရင်လုပ်တီအဲ့ဒါဆိုလို့ရှိရင် verb 3လို့ခေါ်တယ်ဒါပေမဲ့လို့ second line နဲ့အဆုံးသတ်ပြီးမယ်လို့ verb 1မဟုတ်ဘဲနဲ့ verb 2ဖြစ်နေတဲ့ special verb ရှိပါတော့အဲ့ဒါဘာလဲဆိုရင် special verb 9လုံးရှိတယ်အဲ့ဒါကိုရေးပြမယ် special verb အရိကဘာလဲဆိုရင်ခရီးမစင်ချေယူတီနောက်ကဒါရီမတ်ဆိုဘာလဲဆိုရင်လုံလောက်တီနောက်ကအိုရီမဆိုရဲစင်ဒီပေါ့စင်ဒီဆိုပတ်စကားပေါ်နေစင်နေအဲ့ဒါမစင်ရလုံနိုင်တယ်ဒေခီမတ်ဆိုလို့ရှိရင်ဒါဘာလဲဆိုရင်လုံနိုင်တယ်နောက်ခုအိုခီမတ်ဆိုလို့ရှိရင်ဒါအရာထားတယ်ခုကအာဘီမတ်ဆိုရင်ရေချိုးတီချေယူလို့နောက်ဆင်လုံနိုင်အရထားရေချိုးနောက်ခုကကြတော့ဝစင်တီဆိုရယ် kimas
Kimase Osinti Aqua Mimasure Chiti Narkua Jaro Balesohe Mimasen Chiti Narkua Jaro Shimas Bono Lodi one, she must. Ticolo Hazaro Daga Colon Shivona, I colonga, special buff by lesson Daga buff Duri. Banet son the lesson, second line a song that day, Davime by resolution, buff to special buff. Bowman saying, second line a song the lotion. Buff one ဒါပေမဲ့ဒီကိုလုံးကကြတော့ second line နဲ့အဆုံးသတ်လာဆိုတတ်တယ်ဒါပေမဲ့ special bar တွေပေါ့သူတို့မြင်လို့ရှင် buff 2လို့မှတ်ယူပေးရမယ်ဒီ buff တွေကိုရင်ဆုံးတေချောင်ခွဲနိုင်မှ font တွေပေါ့နော် font တွေပြောင်းတဲ့အခါမှာ grammar pattern font တွေပြောင်းတဲ့အခါမှာပို့ပြီးတော့ဘယ်လိုပြောရမလဲဒီဟာတွေတေချာမှတ်ထားမှရမှာပေါ့နော်မှတ်ထားလို့ရှင် font ပြောင်းလို့ရှင်ကျတော့ font အမားတွေပြောင်းနိုင်လို့ရှင်ဒါကိုရဲ့ကျန်ကျင်မှုမရှိလို့ပြောလို့ရပါတော့လေမျိုးသုံးလို့ရတယ်ဒါပေမဲ့ဒီစကလုံးတွေကချက်ကိုချက်ထားမယ်စကလုံးကိုလုံးပေါ့ဒါက buff 1မဟုတ်ဘူး second line နဲ့အဆုံးသတ်တိုင်း buff 1မဟုတ်ဘူးဒါက special buff 2နော်သုံးလို့ရတယ်နောက်က80တို့ဘာလို့ပေါ့နော်နေမာတို့ပါဆိုရင်တလုံးနဲ့ရှိတဲ့ဟာပေါ့နော်တလုံးနဲ့ရှိတဲ့ဟာဆိုလို့ရှင် buff 2လို့သုံးလို့တော့ခေါ်လို့ရတယ် buff တလုံးနဲ့ရှင် buff 2နေမစင်80တဲ့ buff တွေကိုခွဲတဲ့ခါမှာ buff 1 buff 2 buff 3ကိုခွဲတဲ့ခါမှာ mask ကိုဖြုတ်ထားမယ် mask ကိုစဉ်းစားစရာမလို mask ကိုစဉ်းစားစရာမလိုအဲ့ဒီ mask ရဲ့ရှေ့မှာရှိနေတဲ့စကားလုံးက second line လားfourth line လားပေါ့အဲ့ဒါဟာကိုကြည့်ပြီးတော့မှ buff 1 buff 2ခွဲမယ်ပြီး buff 3 buff 3ကတော့ kima နဲ့ shima ဆိုပြီးရှိမယ်ပေါ့နော်ဒီနေ့ကတော့ alpha ရဲ့ဒီbuff ပေါ့နော်ဟို power buff 2 buff 3ခွဲနည်းရဲ့ပြီး special buff ကိုလုံးရုပ်ပြပြပေးရဖြစ်ပါရဲ့ရှင်